မင်းတို့တီး base တိုးဆိုင်မှာကားလေးတွေဆိုင်ကယ်လေးတွေရတာကိုမင်းဈေးနှုန်းလေးတွေကတော့မပြောထားဘူးပေါ့နော်ခဏနေရတာလေးတွေကိုလိုက်ပြပေးပါမယ်ရှင်အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့ TikTok Messenger page Messenger ဖုန်းနံပါတ်လေးတွေကနေဆက်သွယ်ပြီးတော့လည်းမေးမြန်းလို့ရပါတယ်မာယူမယ်ဆိုလို့ရှိရင်လည်းဖုန်းဆက်ပြီးတော့လည်းမှာလို့ရတယ်ဒီချက်ပေါက်တွေကနေလည်းမှာလို့ရပါတယ်ရှင်ဒီကားကတော့ဒါအိမ်စီးကားပုံစံလေးပေါ့နော်အိမ်စီးကားပုံစံလေးကြိုက်တယ်ဆိုလို့ရှိရင်ဒီလိုကားလေးရှိမယ်ဒီလိုကားလေးဆိုလို့လည်း site သေးတာမျိုးတော့မဟုတ်ဘူးခက်မှတ်တက်ဆိုဒါ9နှစ်လောက်ထိစီးလို့ရတယ်အယောင်ကတော့ဒီကာလာလေးပဲရမယ်ဒီဘက်ကဂျစ်ကားဆိုလို့ရှိရင်အပြာရမယ်ခဲရောင်လေးရမယ်အနီရောင်လေးရပါအောင်မယ်ရှင်မော်တာ9လုံးကားတွေကြီးပါပဲရှင်နောက်ထပ်ရနိုင်တဲ့ကားတွေကတော့ဒီဂျစ်ကားစိမ့်ရမယ်ဂျစ်ကားစိမ့်မှာအယောင်ကကျတော့အနီလေးထက်ရအောင်မယ်အစိမ့်လေးရမယ်ပေါ့နော်ဒီဘက်ကမီးအောင်စုံနေနဲ့လှတဲ့ကားကတော့အယောင်ကကျတော့အနက်ရောင်ရမယ်အနီရောင်ရမယ်เนาะလီဂါမန်တွေက2စီးလုံးမီးလင်းပါတယ်မော်တာ9လုံးပဲပါဝင်တယ်ဘက်ထရီကတော့12 volt ဘက်ထရီမျိုးစားလေးထည့်ပေးထားပါတယ်မော်တာ9လုံးမကြိုက်ဘူးမော်တာ3လုံးကားတွေကိုရှာတယ်ဆိုလို့ရှိရင်လည်းဒီလိုကားလေးတွေရှိမယ်မော်တာ9လုံးကျတော့ပိုယုံတာပေါ့နော်မော်တာ3လုံးကျတော့အတင်းပဲပုံမှန်လေးပေါ့နော်ကလေးငယ်တွေဆိုလို့ရှိရင်ရမ်းဆင်ပြေပါတယ်တယောက်စီချစ်ကားလေးဖြစ်တဲ့လေးကမှန်မီးလဲပါတယ်ရှင်ဘက်ထရီကတော့12 volt ဘက်ထရီလေးတွေပါပဲနောက်ထပ်ကားတစ်မျိုးနဲ့ဒါလေးတွေကတော့အနုရွစီးမယ်ဆိုလို့ရှိရင်အဆင်ပြေတယ်အိမ်ပေါ်မှာပဲစီးတာတို့ပြီးလို့ရှိရင်မိန်းကလေးလေးပေါ့နော်ကတမီလေးတွေစီးမယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ဒီဘက်ကဆိုလို့ရှိရင်တော့ BMW ရိုးရိုးပဲပေါ့နော်လက်ထိုးဂီယာနဲ့တော့မဟုတ်ဘူးဒီဘက်ကပန်းအောင်ပြိုင်ကားကြတော့လက်ထိုးဂီယာလေးနဲ့ site လဲပို့ပြီးတော့ကြီးပါတယ်ရှင်ဈေးနှုန်းလေးကလည်းတူတယ်မော်တာ3လုံးပါဝင်ပြီးတော့ဘက်ထရီလေးကတော့12 volt ဘက်ထရီလေးပါရှင်ဒီမာစီးဒီကတော့ဒါကလေးငယ်တွေအတွက်အထူးသင့်လျော်ဆုံးပါပဲဘေးပေါင်တကားမြင့်တယ်လှတယ်ပေါ့နော် luxury ဆန်တယ်အယောင်ကတော့သူကတော့အနှက်တစ်မျိုးပဲဝင်ပါတယ်ရှင်မော်တာ3လုံး12 volt ဘက်ထရီလေးပါပဲเนาะကဲဒီ Scooby ဆိုင်ကကတော့ဒါမောင်နှမ2ယောက်တွေရှိတယ်စီးလို့ရတယ်2ယောက်စီးဆိုင်ကမျိုးစားလေးပါမော်တာဆိုလို့ရှိရင်လည်းနှလုံးပါဝင်တယ်ဘက်ထရီကကြတော့အရင်ဝင်တော့ကဆိုင်ကယ်တွေမျိုးပေါ့နော်10 volt ဘက်ထရီမှာမပါဘူးဒါလေးက12 volt တွေသုံးထားတယ်12 volt ဘက်ထရီ2ယောက်စီးဆိုင်ကယ်လေးတွေဖြစ်ပါတယ်ရှင်တချင်းတန်တွေဟွန်းတန်တွေပါဝင်ပါတယ်ဒါနောက်ပြီးတော့ Bluetooth လေးလည်းပါဝင်ကားလေးတွေကိုဒါမိတ်ဆက်ပေးပြီးဆိုတဲ့ခါကျတော့ဒီ site လေးတွေသိရှင်တယ်ဈေးနှုန်းလေးတွေသိရှင်တယ်ဆိုလို့ရှိရင်တော့မင်းတို့ရဲ့ page messenger ဒါမှမဟုတ်ရင်လည်း TikTok messenger ကနေပြီးတော့မှမေးမြန်းလို့ရပါတယ်ရနိုင်တဲ့အယောင်လေးတွေတက်ရွယ်လေးတွေကိုမေးမြန်းဝယ်ယူအားပေးလို့ရပါတယ်ရှင်ဆိုင်မာလာအားပေးမယ်ဆိုလဲဆိုင်မာလာအားပေးလို့ရပါတယ်ဆိုင်လိပ်စာလေးကတော့ရန်ကုန်မြို့မရန်ကုန်နေရက်ကွက်ဥပဒေပွိုင်းနေကျွေးတက်မှတ်တိုင်းအလဲကိုလမ်းမကြီးပါရှင်တကယ်လို့နယ်တွေကတော့ Viber နေဗီဒီယိုကောပြီးမှဗီဒီယိုကောနဲ့ကြည့်ပြီးတော့မှဝယ်ချင်တယ်ဆိုရင် Viber နံပါတ်လေးတွေက3996585443 3999336166ခွန်ရှင်ဘိုင်းဘိုင်